အမတ်ပေးတီဆိုဘရိုနီကာရှုံးမယ်လို့ပြသနေတော့အရာများကျွန်တော်ရဲ့ဘိုင်းမရှယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘရိုနီကာအနေနဲ့အမတ်ပေးတီရောက်ခဲ့ရင်ရှုံးမှုများနေတယ်ဆိုတာပြသနေတဲ့အရာတွေရှိပါတယ်အဲ့ဒါကတော့ဘရိုနီကာရဲ့ပွဲမှာဖွင့်ပေးထားတဲ့ဂျိတ်နေထားတွေပါဂျူနီယာဖက်တက်က 1.5 ထိကြေးပေါက်နေပြီဘရိုနီကာဘက်က2.4 ထိအောက်ကြေးပေါက်နေတာကိုတွေ့ရပါတယ်ဘရိုနီကာဘက်ကနိုင်ခဲ့ရင်ကြီးကြီးရမယ်ကြီးပါဒါပေမဲ့ဒိုင်နီဘက်ကတော့ဂျူနီယာဖက်တက်ပဲအနိုင်ရမယ်ဆိုတဲ့အနေအထားတွေပဲတွေ့နေရပါတယ်။ဒါကလည်းဘရိုဒီကာအနေနဲ့ဝမ်းမှာတပွဲထိုးတပွဲရှုံးထားတယ်ဆိုတဲ့ရလဒ်ကိုကြည့်ပြီးထုတ်ထားတဲ့ဂျေးလိုပဲမြင်မိတယ်။အမတ်ပေးမှာတော့ဂျူနီယာဖက်တက်က90%ထိနိုင်မှုရှိတယ်လို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။အမတ်ပေးထိရောက်ခဲ့ရင်လည်းဂျူနီယာဖက်တက်ပဲအနိုင်ရမယ်လို့ပြောထားတာပါ။ဘာလို့ခုလိုပြောရလဲဆိုရင်ဂျူနီယာဖက်တက်အနေနဲ့9ပွဲစတိုက်နိုင်ထားတဲ့ပွဲတွေမှာ6ပွဲကအမတ်ပေးနဲ့နိုင်ထားတာကြောင့်ပါအဲ့တော့ဂျူနီယာဖက်တက်အနေနဲ့အမတ်ပေးစနစ်နဲ့ယင်ပါနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတန်ကစားသမားတွေလည်းဖြစ်နေတာကြောင့်တေချာပေါက်အမတ်ယူပြီးထိုးမှာပါဒီထဲမှာဘရိုနီကာအနေနဲ့နိုင်မှုမရှိတော့ဘူးလားဆိုရှိပါတယ်အဲ့ဒါကတော့ဂျူနီယာဖက်တက်ကိုအလဲထုံးနဲ့နိုင်ရရှိဖို့ပါဘရိုနီကာမှာလည်းအလဲထုံးနိုင်လောက်တဲ့ပါဝါရှိနေတဲ့အတွက်ဘရိုနီကာကိုပြေဝယုံကြည်တယ်တေချာပေါက်ဖိကစားပြီးအလဲထုံးနိုင်ဖို့အတွက်ပဲဥတီကစားလာမယ်လို့မြင်မိတယ်ဂျူနီယာဖက်တက်အနေနဲ့ကတော့အမတ်ယူထိုးမှဖြစ်လို့ကောင်တာကစားမယ်အခွင့်အရေးရရင်ဖိထိုးမယ်အခုလိုကစားပြီးဘရိုနီကာကိုအမတ်ပေးထိရောက်အောင်ဆွဲခေါ်သွားပြီးအနိုင်ယူဖို့ပြင်ဆင်လာမှာပါဘရိုနီကာအနေနဲ့3ချီအတွင်းအလဲထုံးနိုင်ဖို့ကိုဥတီစော်ကစားမှသာဒီပွဲအတွက်ရလက်ကကျွန်တော်တို့လိုချင်တယ်လို့ဖြစ်လာမှာပါအပြတ်သက်ထိုးနိုင်မှနိုင်မဲ့နိုင်ပွဲဖြစ်လို့ဘရိုနီကာနီနဲ့ဘလောက်ပြင်ဆင်လာလဲဆိုတာပွဲတွင်းမှာကြည့်ရှုဖို့စိတ်အားထက်သန်လို့နေပါပြီဒါဆိုဘရိုနီကာနဲ့ဂျူနီယာဖက်တက်တို့ရဲ့ head to head ကိုကြည့်လိုက်ရအောင်ပါဘရိုနီကာကဂျူနီယာဖက်တက်ထက်ရဲမောင်းပိုရှိတယ်ခန္ဓာကိုယ်ပိုင်းတိစောက်မှုပိုင်းမှာလည်းဂျူနီယာဖက်တက်တဲ့ပိုပြီးချစ်လက်တယ်ချစ်ကန်ချက်နဲ့လက်သီးပိုင်းမှာလည်းအလဲထိုးနိုင်လောက်တဲ့ပါဝါမျိုးရှိတဲ့သူဂျူနီယာဖက်တက်အနေနဲ့ကတော့ရဲမောင်းနှဲငယ်နေနေRun Friday မှာ9ပွဲထိုးထားပြီး9ပွဲနိုင်ထားတဲ့ဆိုတဲ့ record ကိုပိုင်ဆိုင်ထားတယ်။အလဲထိုးပါဝါထဲအမတ်ပေးနဲ့သာနိုင်ရထားတာများလို့အတိအသသာစီမထိုးနိုင်ခဲ့ရင်ဂျူနီယာဖက်တက်အနေနဲ့အော်တိုနိုင်သွားမဲ့အနေအထားမျိုးမှာရှိနေပါတယ်။ဒီအားသာချက်တစ်ခုကြောင့်သာစိုးရင်ပေမဲ့ရိုနီကာကိုရိုင်နဲ့တော့အောင်ထိုးနိုင်ဖို့ကိုတော့စိုးရင်စရာမရှိပါဘူး။ရဲတင်နဲ့ဝင်ထိုးဝင်ကန်တာတွေနဲ့ဘရိုနီကာဘက်ကစတင်ထိုးတက်လာမဲလို့ထင်တယ်။နောက်တစ်ခုရှိတာကဂျူနီယာဖက်တက်ထိုးခဲ့တဲ့ကစားသမားတွေနဲ့ဘရိုနီကာထိုးခဲ့တဲ့ကစားသမားတွေရဲ့ကွာရချက်ပါဘရိုနီကာအနေနဲ့သူ့တက်ကောင်းတဲ့ဖိုက်တာတွေနဲ့အများဆုံးထိုးခဲ့ရပြီးရှုံးခဲ့တဲ့ပွဲမှာလည်းတော်တော်လေးအလူးလဲနဲ့ကြမ်းခဲ့တဲ့ပွဲပါဂျူနီယာဖက်တက်အနေနဲ့ကတော့အဲ့လိုမဟုတ်ပဲအမတ်ပေးထိရောက်ခဲ့တဲ့ပွဲတွေကများပြီးထိုင်းကစားသမားဖြစ်လို့အနိုင်ရတယ်ဆိုတဲ့ပွဲတွေကများပါတယ်တစ်ဖက်ကစားသမားကိုထင်သေးတာမျိုးမဟုတ်ပေမဲ့ level ရဘရိုနီကာကတာတယ်ကျင်းနေထားမှာတော့ဂျူနီယာဖက်တက်က1မှာ9ပွဲနိုင်ထားတဲ့ record ကြောင့်အပေါ်ကြီးပေါက်နေတယ်လို့မြင်မိတယ်။တကယ်တော့ပွဲတွင်းစမ်းဆောင်ရည်ပိုင်းမှာတော့ဘရိုနီကာအနေနဲ့လောက်ကွက်ပုံမထွက်ပြီးအနည်းဆုံးနှောက်ကြောင်ထိုးတက်နိုင်မယ်လို့ယုံကြည်တယ်။အဲ့တော့ပွဲတွင်းမှာပြန်လဲကြည့်ရှုလိုက်အောင်ပါပိတ်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်